အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတော့ကျွန်တော်တို့မော်ဟင်းကားလေးချက်စားကြအောင်နော်အရင်ဆုံးစီပူလာလို့ရှိရင်ချက်သွန်ဖြူလေးစပက်လေးရဲ့ချက်သွန်လေးကိုစီမွေးတက်ပါမယ်ချက်သွန်လေးကိုစီမွေးတက်ပြီးတော့ကျွန်တော်တို့ရုပ်သီးဟင်းချက်မှုညာလေးကိုထပ်ထည့်ပြီးတော့ချက်သွန်တဲ့အထိကိုစီမွေးတက်ပါမယ်စီမွေးတက်ပြီးဒီလိုအနေထားလေးရလာပြီဆိုရင်တော့ကျွန်တော်တို့တွင်ထားတဲ့ငါဖြူလေးကိုစီမွေးထပ်တက်ပါမယ်ပြုတ်ကိုတော့တေချောင်ကြွအောင်ကြွမှရပါနော်တေအောင်တေချာကြွအောင်ကြွပြီးမှုေးလာတော့မှဘိုးငါဆိုတာမျိုးစားလို့ကောင်းတာပြီးတော့လည်းဆိုရင်တော့ကျွန်တော်တို့ဆိုရကြွတင်ပြီးပြုတ်ထားတဲ့ကလပ်ပဲကိုထည့်ပြီးတော့စီမူထပ်တက်ပါမယ်နော်မွေးငါချတဲ့ချင်ဇလန်အမစားတာပဲစီမူတက်ပြီးတချာတော့အဲ့လိုပေါ်ပေါ်လေးဆူလိုက်ရင်တော့အစလေးစင်တက်တယ်နော်တတိတော့ထားပြီးပါနေထားကဒီလိုချက်ဒီလိုမျိုးလေးလုံးထွေးနေအောင်ဖေးအောင်ဒီဘီအေးလေးနဲ့စီမူတက်ပြရမယ်နော်ဘိုးမကတ်အောင်လည်းတတိထားဖို့တော့ချိန်မှာတိတ်ကြူထားတဲ့ဂျင်နွေလေးတို့ထည့်လိုက်လို့ရှိရင်တော့နည်းနည်းတတ်သွားပြီပေါ့နော်